အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ညအတွက်ကဘာဖလားဒုတိယပွဲစဉ်တွေကတော့မြန်မာစံတော်ချိန်ကျွန်တော်တို့ညတနာရီခွဲမှာဘယ်ဂျီယန်တင်းနဲ့အီရန်တင်းတို့ရှင်ပြိုင်ကစားမဲ့ပွဲစဉ်ဖြစ်ပါတယ်သူတို့အုပ်စုကိုလေ့လာခြင်းသူတို့ကအုပ်စု G မှာဘယ်ဂျီယန်အီရန်နယူးဇီလန်နဲ့အီဂျစ်အသင်းတို့ပါကျွန်တော်တို့နယူးဇီလန်နဲ့အီဂျစ်အသင်းကတော့မနက်ခင်းပိုင်းမှာရှင်ပြိုင်ကစားမှာပါဒီအုပ်စုကိုကြည့်ရင်လေးအသင်းလုံးကပထမပွဲစဉ်တွေမှာတရေရက်လက်တွေနဲ့တရေတယောက်တမတ်စီနဲ့တရေကွင်းတွေထိုင်ပြထားတဲ့အုပ်စုပါဒီအုပ်စုနဲ့မကပါဘူးဒီညကံမဲ့ကျွန်တော်တို့အုပ်စု G ကောအုပ်စု H ကောကအသင်းတွေကတရေကွင်းထိုင်ပြနေတဲ့ပွဲစဉ်တွေဖြစ်နေပါတယ်အဲ့တော့သူတို့အတွက်နောက်တစ်ဆင့်ရှုံးထွက်32သင်းအဆင့်ကိုတက်ရောက်ဖို့အတွက်ဆိုရင်ဒီနေ့ညဒုတိယပွဲစဉ်တွေကအလွန်ကိုအရေးပါလာမှာဖြစ်ပါတယ်အဲ့တော့ပထမပွဲစဉ်မှာတရေတမပဲရခဲ့တဲ့ဘယ်ဂျီယန်အသင်းဒီနေ့မှာကောအီရန်အသင်းနဲ့ရှင်ပြိုင်ရင်အနိုင်3မှတ်ရသွားနိုင်မလားကျွန်တော်တို့ရဲ့အေရှာဘိုကီကဖွင့်လှစ်ထားတဲ့ဈေးကွက်တွေကိုလေ့လာကြည့်ရင်တော့ကျွန်တော်တို့စပိုင်းမနက်ပိုင်းနေမူလတီဈေးတွေမှာဆိုရင်ဘယ်ဂျီယန်အသင်းကတကူသွင်းရင်30ရှုံးဖွင့်လှစ်ထားပြီးတော့လက်ရှိကျွန်တော်ပြောနေတဲ့အချိန်မှာတော့တကူသွင်းရင်50ရှုံးဆိုပြီးတော့ပြား20လောက်ကြေးပုံမပြင်းရှက်လာတော့ကိုလည်းတွေ့ရပါတယ်ဂိုးပေါင်းဈေးကိုလေ့လာကြည့်ရင်တော့3ကိုသွင်းရင်80နိုင်လို့မူလတီဈေးမှာဖွင့်လှစ်ထားသလိုလက်ရှိအချိန်မှာတော့3ကိုသွင်းရင်85ပြားနိုင်ဆိုပြီးတော့တိတ်ကွာဟချက်ရှိမနေပါဘူးတစ်ဖက်ကအီရန်အသင်းကိုကြည့်ရင်တော့အီရန်အသင်းကပထမဆုံးပွဲဥထွက်မှာနယူးဇီလန်အသင်းကို2ဂိုးစီသေချပြီးတော့ရမှတ်တမှတ်ရယူထားပါတယ်သွင်းကိုပိုတာလို့လက်ရှိမှာအုပ်စုမှာဘယ်ဂျီယန်နဲ့အဆင့်ပိုတောင်မြင့်နေပါသေးတယ်ဒါပေမဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အီရန်အသင်းကိုလေ့လာကြည့်ရင်အီရန်အသင်းအတွက်လက်ရှိကမ္ဘာဖလားပွဲစဉ်တွေကအလုံးကိုခက်ခဲနေပါတယ်။ဘာကြောင့်ပါလဲ။အားကစားနဲ့မသက်ဆိုင်တဲ့ကျွန်တော်တို့နိုင်ငံရေးစစ်ပွဲတွေကြောင့်ပါလက်ရှိမှာအကုန်လုံးသိတဲ့အတိုင်းအီရန်နဲ့ USA တို့စစ်ဖြစ်နေတဲ့ကာလဖြစ်တာကြောင့်အီရန်ကစားသမားတွေက USA နိုင်ငံတွေကိုဝင်ဖို့အတွက်ဗီဇာအခက်အခဲတွေကြောင့်ဝင်ခွင့်မရရှိပါဘူး။ကျွန်တော်တို့ကမ္ဘာဖလားပွဲစဉ်တွေကိုအုပ်စုမဲနိုင်ပြီးတော့ပူးတွဲအရှင်3နိုင်ငံမှာနေရာတွေခြားလုံးကဒီအီရန်နဲ့ USA ကစစ်မဖြစ်သေးပါဘူးအဲ့အတွက်ကြောင့်မို့လို့လက်ရှိမှာတော့အီရန်အသင်းကသူတို့ကစားရမယ် USA နိုင်ငံမှာခြေချခွင့်မရလို့ဗီဇာမရလို့သူတို့ရဲ့ USA နဲ့အိမ်နီးချင်းဖြစ်နေတဲ့မက္ကဆီကိုနိုင်ငံမှာအခြေချနေပြီးတော့မှဒီပြိုင်ပွဲကိုပွဲစဉ်တပွဲချင်းစီလိုက် USA ရဲ့တရက်ချင်းပေးတဲ့24 hour visa နဲ့ပဲသွားပြီးတော့ပွဲသွားကံမယ်ပြီးရင်ပွဲပြီးသွားမယ်ဆိုရင်ကစားသမားတွေကပြန်ထွက်ပြီးတော့မက္ကဆီကိုပြန်ရတယ်ဆိုတဲ့ပုံစံနဲ့ရှင်ပြိုင်နေတာပါတခုပြောချင်တာကအဲ့လိုရှင်ပြိုင်နေရတဲ့အတွက်စိတ်ဖိစီးမှုတွေလည်းရှိနေပါတယ်အရေးကြီးဆုံးချက်ကတော့သူတို့ရဲ့ခရီးတွာလာမှုခရီးပန်းမှုတွေဖြစ်နေတာပါပဲဒါကြောင့်လေကျွန်တော်တို့ပထမပွဲစဉ်မှာအီရန်အသင်းရဲ့ကမ္ဘာအဆင့်ကအဆင့်20ပါကျွန်တော်အစောပိုင်းပြောခဲ့ပါတယ်အာရှမှာလည်းဂျပန်ပြီးရင်အာရှအဆင့်2အသင်းပါနယူးဇီလန်အသင်းရဲ့ကမ္ဘာအဆင့်က85ပါကမ္ဘာအဆင့်65လောက်กว่าတဲ့နယူးဇီလန်အသင်းကိုအီရန်ကောင်းမွန်ဖိအားမပေးနိုင်ခဲ့ပါဘူးငကိုးစီသေးရလက်ကိုတော့မှအီရန်အသင်းကနောက်ကျခြေပါကိုတွေနဲ့လိုက်သွင်းပြီးတော့အဖိုးတန်တရေတမတ်ကိုရယူခဲ့ရတာပါဒါကခီးပန်းမှုဒဏ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ဒီကနေ့မှာပေါ့ဥရောပအင်အားကြီးဘယ်ဂျီယန်အသင်းနဲ့တွေ့ဆုံတဲ့အချိန်မှာအီရန်အသင်းခီးပန်းမှုဒဏ်ရဲ့စိတ်ဖိစီးမှုဒဏ်တွေကြားတွေကနေဘာတွေလောက်ပြနိုင်မလဲအဲ့တော့ဒီပွဲစဉ်မှာကျွန်တော်တို့အာရှဈေးကွက်ပေါက်ဈေးတွေလက်ရှိဖြစ်နေတဲ့အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်ကသုံးသပ်ချင်တာကတော့ဘယ်ဂျီယန်ဘော်ဒီကိုကျွန်တော်ကြိုက်ပါတယ်ဒါပေမဲ့အီရန်အသင်းရဲ့ခံစစ်ကောတိုက်စစ်ကောကစားပုံကိုလည်းကျွန်တော်တို့ကမေ့ထားလို့မရပါဘူးအီရန်အသင်းကတခြားပြိုင်ဘက်အသင်းတွေလို့ကိုယ့်တက်အင်အားကြီးတဲ့အသင်းနဲ့တွေ့လို့ရှိရင်ခံစစ်လုံးပိတ်ကစားပဲတိုက်စစ်ပါဖွင့်ကစားတတ်တဲ့အသင်းမျိုးဖြစ်နေလို့ပါအဲ့ဒါကြောင့်မို့လို့ဘယ်ဂျီယန်အသင်းအနိုင်ရရှိခဲ့မယ်ဆိုရင်တော့နှစ်ကိုပြတ်မလားအီရန်အသင်းကတော့တံပြန်တိုက်စစ်တွေကနေပြီးတော့ပြန်လဲကိုသွင်းရဖို့မဖြစ်နိုင်ဘူးလားကျွန်တော်တို့တွေးစကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်မှာအေရှာဘိုကီဖွင့်လှစ်မှုရဘော်ဒီဈေးမှာဘယ်ဂျီယန်သွင်းကြေးပြင်းသွားတဲ့အတွက်တလုံး30ရှုံးကနေတလုံး50ရှုံးပြီးကြေးပြင်းတဲ့အတွက်နှစ်ကိုပြတ်ပြီးတော့သွင်းနိုင်ပါမလား
အီရန်တင်းကောပြန်လဲတွန်းနိုင်မလားသုံးသက်စဉ်းစားရင်းနဲ့ကျွန်တော်ရဲ့ရွေးချယ်မှုကတော့ဒီနေ့ပွဲကိုကျွန်တော်ကိုပေါင်းပေါ်ကြိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့သုံးသက်ချက်က Belgium vs Iran ကိုပေါင်းပေါ်ကိုကြိုက်ပါတယ်နှစ်သင်းပေါင်းတွင်ကိုအနိုင်ဆုံး3ဂိုးထိရောက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကြိုက်ရင်လိုက်ပါမကြိုက်ရင်ဘက်ကတ်ပါဒီကပွဲပြီးွားရင်ပျော်ရွှင်အဆင်ပြေနေသေးဖို့အဓိကပါပဲအားလုံးကျေးဇူးတင်ပါတယ်မနက်ခင်းပွဲနှစ်ပွဲအတွက်ကျွန်တော်ခဏနေပြန်လာခဲ့ပါအောင်မယ်